တရုတ်ခီးစဉ်ပြီး Air Force One ပေါ်ကနေဂျပန်ဝန်ကြီးချုပ်စီချက်ချင်းဖုန်းဆက်ခဲ့တဲ့ Trump ရဲ့တန်တမာရေးကစားကွာဘေကျင်းထိပ်သီးတွေ့ဆုံပွဲကသူစီဒီဒက်ထောင်ချောက်တတိပေးချက်ပိုလန်မှာတပ်အင်အား4000ဖြန့်ကျက်မဲ့ကိစ္စအမေရိကန်ရုတ်တရက်ပယ်ဖျက်လိုက်ခြင်းတရုတ်ကိုတုံ့ပြန်ဖို့ဂျပန်ရဲ့အဆင့်မြင့်ကိုပြောက်ဖရီဂိတ်စစ်သည်မော်တွေအင်ဒိုနီးရှားစီဦးတည်နေသလားဆိုတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါမင်္ဂလာပါယနေ့2026ခုမေလ18ရက်နေ့အတွက်ပထမအဦးဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့တရုတ်ခီးစဉ်အပြီး Air Force One လေယာဉ်ပေါ်ကနေဂျပန်ဝန်ကြီးချုပ်စီချက်ချင်းဖုန်းဆက်ခဲ့တဲ့ Trump ရဲ့တန်တမာရေးကစားကွက်ဆိုတဲ့သတင်းကိုဖတ်ပြပေးသွားမှာပါသမ္မတဒေါ်နယ်ထရန့်ဟာတရုတ်နိုင်ငံခီးစဉ်အပြန်ခီး Air Force One လေယာဉ်ပေါ်ကနေဂျပန်ဝန်ကြီးချုပ်တာကာအီချီစီကိုချက်ချင်းဖုန်းဆက်ခေါ်ဆိုခဲ့တဲ့အကြောင်းဂျပန်ဝန်ကြီးချုပ်ကသတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောကြားခဲ့ပါတယ်။တရုတ်ခီးစဉ်အတွင်းမှာရှီကျင်းဖင်ကထရန့်ကိုခမ်းနားစွာကြိုဆိုခဲ့ပြီးအမေရိကန်ဘက်ကလည်း Boeing လေယာဉ်တွေဝယ်ယူမဲ့စီးပွားရေးဆိုင်ရာသဘောတူညီချက်တစ်ခုရရှိခဲ့ပေမဲ့နောက်ကွယ်မှာတော့အထူးတင်မာနေသေးပါ။အထူးသဖြင့်တရုတ်ကိုအစဉ်တစိုက်ဖိအားပေးလေးရှိတဲ့နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီရိုနဲ့ကာကွယ်ရေးဝန်ကြီးပီဟတ်ဆက်တို့ကိုပါထရန့်ကခေါ်သွားခဲ့တယ်လို့တရုတ်ဘက်ကလည်းထိုင်ဝမ်အရေးဟာသူတို့ရဲ့မြင်းနီဖြစ်တယ်လို့ပြက်ပြက်သားသားသတိပေးခဲ့ပါတယ်။ဒါကြောင့်ထရန့်ကလေယာဉ်ပေါ်ကနေဂျပန်ဝန်ကြီးချုပ်စီချက်ချင်းဖုန်းဆက်ခဲ့ပြီးခီးစဉ်အကြောင်းရှင်းပြခဲ့တာဟာအမေရိကန်နဲ့တရုတ်နှစ်နိုင်ငံနဲ့ဒေသတွင်းအရေးကိုလှုပ်ဝက်သဘောတူပြီးဂျပန်ကိုကြော်ခွသွားမလားဆိုတဲ့ဂျပန်ရဲ့စိုးရိမ်စိတ်ကိုရှော့ချပေးဖို့ဖြစ်ပါတယ်။အထူးသဖြင့်ဂျပန်ဝန်ကြီးချုပ်တာကာအီချီဟာထိုင်ဝမ်အရေးမှာတရုတ်အပေါ်ပြက်ပြက်သားသားဆက်ဆံခဲ့သူဖြစ်လို့တရုတ်ဂျပန်ဆက်ဆံရေးအဆိုးဆုံးဖြစ်နေချိန်မှာအမေရိကန်ဂျပန်မဟာမိတ်ဟာခိုင်မြဲနေစေဖြစ်ကြောင်းထရန့်ကအာမခံချက်ပေးလိုက်တာပါဒီလှုပ်ရှားမှုတွေရာရှေ့ဆက်ပြီးအမေရိကန်ဂျပန်ဖိလစ်ပိုင်နဲ့ဩစတြေးလျတို့ပူးပေါင်းကတောင်တရုတ်ပင်လယ်ပြင်အတွင်းရေကြောင်းလွတ်လပ်စွာတောလာခွင့်ကိုအကြောင်းပြပြီးစစ်ရေးလေ့ကျင့်မှုတွေပိုလှုပ်လာနိုင်တယ်လို့တရုတ်ဘက်ကလည်းကျွန်းတူတွေမှာကာကွယ်ရေးစနစ်တွေတိုးမြှင့်ပြီးတုံ့ပြန်လာမှာတေချာတာကြောင့်အာရှပစိဖိတ်ဒေသအတွင်းကအင်အားပြိုင်ပွဲတွေဟာပုံမူပြင်းထန်လာတော့မှာဖြစ်ပါတယ်လာမယ့်လမှာပြင်သစ်မှာကျင်းပမဲ့ G7 ထိပ်သီးအစည်းအဝေးမှာလည်း Trump နဲ့ Taka Ichi တို့လူချင်းတွေ့ဆုံပြီးဘာတွေဆက်ဖြစ်လာမလဲဆိုတာတကယ်ကိုစောင့်ကြည့်ရတော့မှာပဲဖြစ်ပါရခင်ဗျာဒုတိယသတင်းတစ်ပုဒ်အနေနဲ့ဘေကျင်းထိပ်သီးတွေ့ဆုံပွဲကသူစီဒီဒက်ထောင်ချောက်တတိပေးချက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်တကမ္ဘာလုံးကစိတ်ဝင်စားစောင့်ကြည့်နေကြတဲ့ American သမ္မတဒေါ်နယ်ထရန့်နဲ့တရုတ်သမ္မတရှီကျင်းဖင်တို့ရဲ့တွေ့ဆုံပွဲအတွင်းမှာတရုတ်ခေါင်းဆောင်ရှီကျင်းဖင်ကရှေးဟောင်းဂရိသမိုင်းပညာရှင်သူစီဒီဒက်ရဲ့သမိုင်းဝင်ဥပမာကိုကိုးကားပြီးထရန့်ကိုတွေ့ဝိုက်တတိပေးလိုက်ပါတယ်။အခုလက်ရှိအရှိအလဲပိုင်းကမွန်းကျက်နေတဲ့အီရန်စစ်ပွဲတွေနဲ့ထိုင်ဝမ်ရေလက်ကြားတင်မာမှုတွေဟာအင်အားကြီးနှစ်နိုင်ငံကြားကထိပ်တိုက်တွေ့လာနိုင်တဲ့ပြိပခါတွေဖြစ်ပြီးဒါကိုရှီကျင်းဖင်ကရှေးဟောင်းပီလိုပေါ်နီရှာစစ်ပွဲနဲ့ခိုင်နိုင်ပြောဆိုခဲ့တာပါ။သူစီဒီဒက်ထောင်ချောက်ဆိုတာကတော့နိုင်ငံတကာရေးရာတွေမှာအမြဲသုံးလေးရှိတဲ့အယူဆတစ်ခုဖြစ်ပြီးထွန်းကားလာတဲ့အင်အားသက်နိုင်ငံတစ်ခုကရှီပြီးသားအင်အားကြီးနိုင်ငံတစ်ခုကိုနေရာဖယ်ရှားဖို့ချိန်ချောက်လာတဲ့အခါနေရာလူစစ်ပွဲတွေမလွဲမရှောင်သာဖြစ်ပွားလေးရှိတယ်ဆိုတဲ့သဘောတရားပဲဖြစ်ပါတယ်။ရှေးခေတ်ကအေသင်မျိုးပြနိုင်ငံအင်အားကြီးထွားလာလို့စပါတာနိုင်ငံကစိုးရိမ်ကြောက်ရွံ့ပြီးစစ်ပွဲဖြစ်ခဲ့တယ်လို့မျိုးအခုတရုတ်နိုင်ငံရဲ့အင်အားကြီးထွားလာမှုကလည်းအမေရိကန်ကိုစိုးရိမ်ပူပန်မှုဖြစ်စေပြီးထိုင်ဝမ်ပြဿနာကိုမှန်ကန်စွာမကင်တွယ်နိုင်ခဲ့ရင်နှစ်နိုင်ငံထိပ်တိုက်စစ်ပွဲဖြစ်လာနိုင်တယ်လို့ရှီကျင်းဖင်ကရည်ညွှန်းခဲ့တာပါဒါပေမဲ့ညနေပိုင်းအခမ်းပွဲမှာတော့တရုတ်ခေါင်းဆောင်ကပုံမအပြုသဘောဆောင်တဲ့လေသံပြောင်းသွားပြီးပြန်လည်နုပြိုလာမဲ့တရုတ်နဲ့ပြန်လည်ကြီးမြတ်လာမဲ့အမေရိကန်တို့ဟာလက်တွဲဆောင်ရွက်နိုင်လိမ့်မယ်လို့ဆိုခဲ့ပါတယ်တစ်ဖက်မှာလည်းသမ္မတထရန့်ကသူ့ရဲ့လူမှုကွန်ရက်ကနေတဆင့်ပြန်လည်တုံ့ပြန်ရမှာရှီကျင်းဖင်ကအမေရိကန်ကိုကြာဆုံးနိုင်ငံဖြစ်သွားနိုင်တယ်လို့တွယ်ဝိုက်ပြောဆိုခဲ့တာဟာလွန်ခဲ့တဲ့နှစ်နှစ်ကအုပ်ချုပ်ခဲ့တဲ့အစိုးရဘိုင်ဒန်လက်ထက်ကိုသာရည်ညွှန်းတာဖြစ်ပြီးအခုသူ့လက်ထက်မှာတော့အမေရိကန်ဟာကမ္ဘာရေပန်းအစားဆုံးဖြစ်နေတယ်လို့တရုတ်နဲ့ဆက်ဆံရေးကလည်းပုံမကောင်းမွန်လာလိမ့်မယ်လို့သူ့ရဲ့ထုံးစံအတိုင်းယုံကြည်ချက်အပြည့်နဲ့ပြန်လည်တုံ့ပြန်ထားပါတယ်တတိယသတင်းတစ်ပုဒ်အနေနဲ့ကတော့ပိုလန်မှာတပ်အင်အား4000ဖြန့်ကျက်မဲ့ကိစ္စအမေရိကန်ရုတ်တရက်ပယ်ဖျက်လိုက်ခြင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပါအမေရိကန်အစိုးရဟာပိုလန်နိုင်ငံမှာတပ်ဖွဲ့ဝင်အင်အား4000လောက်ဖြန့်ကျက်ချထားမယ့်အစီအစဉ်ကိုရုတ်တရက်ပယ်ဖျက်လိုက်ကြောင်းပင်တဂွန်စစ်ဌာနချုပ်ကအတည်ပြုလိုက်ပါတယ်ဒီဆုံးဖြတ်ချက်ကြောင့်အမေရိကန်လွှတ်တော်အမတ်တွေကြားထဲမှာပါသမ္မတဒေါ်နယ်ထရန့်ရဲ့ဥရောပစစ်ဝေးရေးမူဝါဒအပေါ်အကြီးအကျယ်မေးခွန်းထုတ်ဝေဖန်မှုတွေဖြစ်ပေါ်နေပါတယ်အမေရိကန်ကြီးတပ်ရဲ့ယာယီစစ်ဦးစီးချုပ်အရာရှိဗိုလ်ချုပ်ကြီးခရစ္စတိုဖာလာဗ်နိတ်ကတော့ဒါဟာစီးအရာအဓိပ္ပာယ်အရှိဆုံးဆုံးဖြတ်ချက်တစ်ခုပဲလို့လွှတ်တော်ကော်မတီမှာထုတ်ဖော်ပြောကြားသွားပြီးအသေးစိတ်ကိုတော့အများကြီးရှင်းပြမသွားခဲ့ပါဘူး။ဒါပေမဲ့ Republican နဲ့ Democratic Party ကလွှတ်တော်အမတ်တွေကတော့ဒီလိုအရေးကြီးတဲ့ကိစ္စမျိုးကိုလွှတ်တော်ကိုကြိုတင်အသိပေးတိုင်ပင်ခြင်းမရှိတာဟာ American အတွက်အရှက်ရစရာဖြစ်တယ်လို့ဥရောပမှာရှိတဲ့အနိုင်ဆုံးတပ်အင်အားထက်ရှော့ချလိုက်ရင်နောက်တွင်ကြီးမားတဲ့ထိခိုက်မှုတွေကြုံတွေ့ရလာနိုင်တယ်လို့လည်းသတိပေးထားကြပါတယ်။တကယ်တော့သမ္မတထရန့်ဟာအီရန်စစ်ပွဲမှာဥ
ဥရောပနိုင်ငံတွေကတိတိယောက်ယောက်ဝင်မကူညီခဲ့တဲ့အပေါ်အစာမကြေဖြစ်နေတယ်လို့လည်းသိရပါတယ်။ဒါကြောင့်လည်းလွန်ခဲ့တဲ့2ပတ်လောက်ကနေတိုးမဟာမိတ်ဖြစ်တဲ့ဂျာမနီမှာရှိနေတဲ့အမေရိကန်တပ်ဖွဲ့ဝင်9000ကိုပါထုတ်နှုတ်ရုပ်သိမ်းဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။သမ္မတထရန့်အနေနဲ့ဥရောပမဟာမိတ်တွေဟာကိုယ်လုံခြုံရေးကိုကိုယ်တိုင်ပိုပြီးတာဝန်ယူရမယ်လို့ဖိအားပေးနေတာဖြစ်ပေမဲ့ပင်တဂွန်စစ်ဌာနချုပ်ဘက်ကတော့တပ်တွေကိုဘယ်လိုအသေးစိတ်လျှော့ချမလဲဆိုတဲ့အခင်းအကျင်းကိုအခုထိတရားဝင်ဖော်ထုတ်ခြင်းမရှိသေးပါဘူး။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မိုဂါမီတို့အရှေ့တောင်အာရှစီခြေဆန့်တော်မူတရုတ်ကိုတုံ့ပြန်ဖို့ဂျပန်ရဲ့အဆင့်မြင့်ကိုပြောက် free gate စစ်သင်္ဘောတွေအင်ဒိုနီးရှားစီဥတီလာတွေတလားဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပါဂျပန်နိုင်ငံကသူတို့ရဲ့နည်းပညာမြင့်မိုဂါမီအတန်းအစားကိုပြောက် free gate စစ်ရေယာဉ်တွေနဲ့အိုယာရှိအတန်းအစားတိုက်ခိုက်ရေးရင်ငုပ်သင်္ဘောတွေကိုဝယ်ယူဖို့ကမ်းလှမ်းထားတယ်လို့အင်ဒိုနီးရှားရေတပ်ဦးစီးချုပ်ရေတပ်ဗိုလ်ကြီးမိုဟာမက်အလီကအတည်ပြုပြောကြားလိုက်ပါတယ်ဒီမိုဂါမီအတန်းအစားစစ်သင်္ဘောတွေဟာဝန်အပြည့်6000ကျော်ရှိပြီးရေဒါနဲ့ခြေရခံဖို့အလွန်ခက်ခဲတဲ့ကိုပြောက်စနစ်ပါဝင်ပါတယ်အစစ်မြင့်အလိုလျောက်မောင်းနှင်စနစ်ကြောင့်တာမန်သင်္ဘောတွေထက်လူအင်အားများကြီးကျော်နေပြီးရေတပ်သား60ကျော်ရုံနဲ့မောင်းနှင်နိုင်တာပါလက်နက်ပိုင်းမှာလည်း129မမအမြောက်ဒေါင်လိုက်ပစ်ခတ်နိုင်တဲ့ဒုံးပစ်စင်32ခုသင်္ဘောဖြတ်ဒုံးကြီးတွေတော်ပီဒိုတွေအပြင်ရေတပ်3ရဟတ်ယာဉ်တွေနဲ့ drone တွေကိုပါတင်ဆောင်နိုင်တဲ့ဘတ်စုံ3စစ်သင်္ဘောကြီးဖြစ်ပါတယ်အင်ဒိုနီးရှားဒီသင်္ဘောတွေဝယ်ဖို့2021ကတည်းကဆွေးနွေးနေတာဖြစ်ပြီးဂျပန်ဘက်ကလည်းဒီစစ်သင်္ဘောတွေကိုဂျကာတာစိတ်ကမ်းအထိလာပြပူပါတယ်အခုဝယ်ယူရေးဆုံးဖြတ်ချက်ကိုတော့ကာကွယ်ရေးဝန်ကြီးပရာဘိုဝိုဆူဘီယန်တို့အပိသက်ချမှတ်ရမှာဖြစ်ပါတယ်ဒီလှုပ်ရှားမှုဟာဂျပန်နိုင်ငံအတွက်ဒုတိယကမ္ဘာစစ်နောက်ပိုင်းစစ်လက်နက်တင်ပို့မှုတင်းကျပ်တဲ့ဥပဒေကိုဖြေလျှော်ပြီးအာရှပစိဖိတ်ဒေသမှာအဓိကလုံခြုံရေးပံ့ပိုးသူဖြစ်လာဖို့အကြီးအကျယ်မူဝါဒပြောင်းလဲလိုက်တာကိုပြသနေတာပါဂျပန်ဟာမိုဂါမီသင်္ဘောတွေကိုဩစတြေးလျစီ17စီးရောင်းချထားပြီးဖြစ်တယ်လို့နယူးဇီလန်ကလည်း3စီးဝယ်ယူဖို့စိတ်ဝင်စားနေပါတယ်အဓိကကတော့တောင်တရုတ်ပင်လယ်မှာတရုတ်ရဲ့ရေတပ်အင်အားချက်ထွင်လာမှုကိုတုံ့ပြန်ဖို့ဖြစ်ပြီးအင်ဒိုနီးရှားအနေနဲ့လည်းတရုတ်နဲ့ရေပိုင်နဲ့ညီစွန်းနေတဲ့မြောက်ပိုင်းနာတူနာပင်လယ်ကာကွယ်ဖို့အတွက်ဒီလိုခေတ်မီရေတပ်အင်အားတွေလိုနေတာပါဂျပန်ကအရှေ့တောင်အာရှမိတ်ဖက်တွေကိုလက်နက်တပ်ဆင်ပေးခြင်းဖြင့်အရေးပါတဲ့ရေချောင်းကုန်သွယ်ရေးလမ်းကြောင်းတွေကိုတရုတ်ကတစ်ဖက်သက်လွှမ်းမိုးသွားမှာကိုဟန်တားဖို့ကြိုးပမ်းနေတာဖြစ်လို့အကယ်လို့အင်ဒိုနီးရှားကသာဝယ်ယူခဲ့ရင်အရှေ့တောင်အာရှရဲ့ရေချောင်းလုံခြုံရေးအခင်းကျင်းဟာအကြီးအကျယ်ပြောင်းလဲသွားတော့မှာပဲဖြစ်ပါတယ်ခင်ဗျာဒါကတော့ဒီကနေ့အတွက်သိရှိထားသမျှသတင်းတွေကိုဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်နေ့စဉ်သတင်းအသစ်တွေကိုတင်ဆက်ပေးမှာမို့လို့ like and follow လေးနဲ့ကူညီပေးခဲ့ကြပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်